ကျွန်တော်တို့ဟာဘဝတိုးတက်ရေးစိတ်သက်ခွန်အားနဲ့ဗဟုသုတတွေကိုနေ့စဉ်မျှဝေပေးနေတဲ့နေရာတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကတော့အခက်ခဲတိုင်းကိုအခွင့်အရေးဖြစ်ပြောင်းလဲပြီးအတူတူအောင်မြင်မှုစီရှောက်လန်းဖို့ပါပဲပန်းတိုင်မြင့်မြင့်ထားပြီးရှေ့ဆက်တိုးချင်တဲ့သူတိုင်းအတွက်ဒီဗီဒီယိုဟာအဖို့တန်ပါလိမ့်မယ်Mindset မိသားစုဝင်ဖြစ်ပါဝင်ဖို့အခုပဲ subscribe လုပ်ပြီးကျွန်တော်တို့နဲ့အတူလက်တွဲလိုက်ပါအောင်မြင်တဲ့ဆိုတာဘလို့ပုံစံလဲဒါဟာကံကောင်းခြင်းကြီးမားတဲ့ငွေကြေးတို့မဟုတ်ဓာတုတစ်ခုလည်းမဟုတ်ပါဘူးအောင်မြင်မှုဟာနေ့စဉ်ကျွန်တော်တို့ရဲ့အသေးအမွှားဆုံးဖြတ်ချက်တွေကိုစနစ်တကျလှုပ်ဆောင်ခြင်းပဲဖြစ်ပါတယ်ဒီနေ့မှာတော့ဘယ်သူမှမဆိုလိုက်နာနိုင်မဲ့အောင်မြင်ရေးလမ်းညွှန်၅ချက်ကိုမျှဝေပေးသွားမှာဖြစ်ပြီးဒီနေ့ကစလို့ကျွန်တော်တို့ရဲ့ဘဝကိုစတင်ပြောင်းလဲရအောင်လမ်းညွှန်ရလက်ကိုမဟုတ်ပဲလှုပ်ဆောင်နေတဲ့အဆင့်တွေကိုပဲအာယုံစိုက်ပါကျွန်တော်တို့အများစုဟာပန်းတိုင်ဥပမာစာအုပ်ရေးသားပြီးစီခြင်းကိုပဲကြည့်ပြီးစိတ်သက်ကြတတ်ကြတယ်အဲ့ဒီအစားလုပ်ငန်းစဉ်ဥပမာနေ့တိုင်းစာမျက်နှာတစ်မျက်နှာရေးဖို့ကိုပဲအာယုံစိုက်ပါဒါဆိုရင်ကျွန်တော်တို့ထိန်းချုပ်နိုင်တဲ့အရာတွေကိုပဲလှုပ်ဆောင်နေတာဖြစ်လို့ရှုံးနေတယ်ဆိုတာမရှိနိုင်တော့ပါဘူးနေ့တိုင်းအောင်မြင်မှုတေးသေးလေးတွေစုဆောင်းပါလမ်းညွန်နေ့မဖြစ်ဘူးလို့ပြောရဲပါစေအောင်မြင်မှုဆိုတာဘာကိုလှုပ်ဆောင်ရမလဲဆိုတာထက်ဘာကိုဆွလို့ရမလဲဆိုတာနဲ့ပိုဆိုင်ပါတယ်ကျွန်တော်တို့ရဲ့အချိန်ကိုဖြုံးတီးစေမဲ့အရာတွေဥပမာအကျိုးမရှိတဲ့ပွဲတွေရွေချက်မဲ့တဲ့ social media ကိုရဲရဲဝံ့ဝံ့ညှင်းဆိုလိုက်ပါကျွန်တော်တို့ရဲ့ပန်းတိုင်အတွက်နေရာလုတ်ခံတီးပါလမ်းညွန်3အရေးကြီးဆုံးကိစ္စတစ်ခုကိုအရင်ဆုံးရှင်းပါနေတိုင်းရဲ့ပထမဆုံးနာရီ2နာရီအတွင်းမှာတင့်ကိုရှေ့ဆက်တိုးစေမဲ့အရေးကြီးဆုံးအခက်အခဲဆုံးအလုပ်တစ်ခုကိုပဲအာယုံစိုက်ပါဒါကိုအောင်မြင်စွာပြီးမြောက်တာနဲ့တနေ့ကုန်လုံးအတွက်စိတ်သက်ခွန်အားရရှိသွားပါလိမ့်မယ်လမ်းညွန်လေးကိုယ့်ရဲ့ကြာရှုံးမှုတွေကိုဂုဏ်ပြုပါလဲကြတဲ့အခါဘာလို့လဲကြတာလဲဆိုတာကိုမေးခွန်းထုတ်ပြီးအချက်လက်တွေကိုစုဆောင်းပါပြဿနာတိုင်းဟာကျွန်တော်တို့ကိုပိုကောင်းအောင်ပိုပြီးထက်မြက်အောင်တင် जा ပေးဖို့လာတာပါကျွန်တော်တို့မှားယွင်းမှုတွေကနေတင်ယူနေတည်းတော့တကယ်ကြာရှုံးမှုမရှိပါဘူးလမ်းညွန်ကဖြည်းဖြည်းချင်းနေ့စဉ်ဆက်သွားပါအောင်မြင်မှုဆိုတာတညတည်းနဲ့ဖြစ်လာတာမဟုတ်ဘူးဒါဟာနေ့တိုင်းကမိနစ်30မိနစ်စီစုဆောင်းထားတဲ့ရလဒ်ပါနေပြီမဲ့မှန်တော့ခြေလန်းနဲ့သာခီးဆုံးကိုရောက်မှာပါဖြည်းဖြည်းချင်းပဲဖြစ်ဖြစ်ဘယ်တော့မှမရက်တန့်ပါနဲ့ဒီ၅ချက်ဟာတင်ဘဝရဲ့လမ်းညွှန်မြေပုံမှာပဲအခုချိန်ကစပြီးလှုပ်ဆောင်ချက်ကိုဦးစားပေးပါအောင်မြင်မှုဟာလာစရာမလိုပါဘူးကျွန်တော်တို့ကိုယ်တိုင်ဖန်တီးယူရမှာပါMindsetနဲ့အတူရှေ့ဆက်ရအောင်